ဒီနေ့မှာတော့အပန်းမခံရတဲ့စကင်ဟန်တဲ့အကြောင်းလေးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါခင်ဗျာလောဆယ် browser တို့ Play Store တွေကိုတစ်ချက် browser ဝင်လိုက်မယ်ဗျာဝင်ပြီးကျွန်တော်ရိုက်ချလိုက်ဗျာ jc.gfa ဆိုတာသိမှာအဲ့ဒါလေး browser ရိုက်ချပြီးရင်ဒီအောက်မှာပေါ်တဲ့ဒီကောင်လေးဒီ software လေးပဲဖြစ်ပါဗျာဒါအဲ့လိုအခုကျွန်တော်ပြောပြပေးတော့မှာတော့ browser ကျွန်တော်အကောက်ထဲမှာကျွန်တော်အပန်းမခံရတဲ့စကင်ဟန်ဒီတစ်ခုတင်ထားရဗျာအဲ့ဒါကျွန်တော်မရတဲ့လူတွေကမရဘူးဒီကောင်လေးရရင်တဲ့ဟာမှရတာကွာဘယ်လိုပြောပြရမလဲဆိုရင်တော့ကန်ကောင်းတော့ရတယ်ဗျာကျွန်တော်ကတော့လုံးဝရတယ်ကျွန်တော်နှစ်ခုလုံးရတယ်ကျွန်တော်ဇက်နဲ့ဟိုလေဒီမှာကျွန်တော်ဇက်နဲ့တုံးထားဒီZEMHUV ဆိုတဲ့ဟာနဲ့တုံးထားအဲ့ဒါကျွန်တော်တချို့ဖုန်းတွေကမရဘူးတချို့ဖုန်းတွေကဒီကောင်ရတယ်အဲ့ကြောင့်ကျွန်တော်ဒါကို live မှာမျှဝေပေးရမှာဖြစ်ပါဗျာဒါလုံးဝအပန်းလည်းမခံရပါဘူးကျွန်တော် hack ဆောက်လို့ရဗျာနှစ်ခုလုံးကျွန်တော်ဟိုဆော့နေရဗျာ ZEMHUV ကကျွန်တော်ကတက်ဆော့ပဲလုံးဝကျွန်တော်ဒါကိုတစ်ချက်ကိုကျွန်တော် live ပြပေးတော့မှာဖြစ်ပါဗျာသူကဘယ်လိုလုပ်ရမလဲဆိုရင်တော့ brother တို့တစ်ချက်ဝင်လိုက်ပါဝင်ပြီးခါကြရင်ကျွန်တော် scale 2နဲ့ကောင်းမှာဟာနော်ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်software ဖွင့်ရမယ် software ချက်သွားပေးလိုက် software တွေကိုဘယ်လိုတိမှာပါ software ဖွင့်နေမှာပါဗျာတို့ဖွင့်နေပြီးတော့ရှင်ဒီအောက်ကဟိုအလေးကိုနှိပ်လိုက်မယ်နော်ကျွန်တော်ပြပေးမယ်ပြန်ထွက်ပြီးဒီအောက်ကဟာလေးကိုနှိပ်လိုက်တစ်ချက်နှိပ်လိုက် open edit switch ဆိုအပေါ်ဟာလေးကိုနှိပ်ပြီးမှကျွန်တော် delete နှိပ်လိုက်မယ်ဒီအောက်က delete ကို okay နှိပ်ပြီးထွက်လိုက်ပါဗျာထွက်ပြီးတော့ရှင်ဘယ်တော့ကျွန်တော်တို့ဟိုပေါ်ခဲ့မှာကျွန်တော် skin hat တဲ့ဟာလေးပေါ်ခဲ့မှာဒါမျိုးလေးပေါ်ခဲ့မှာကျွန်တော်ဘယ်တော့keyword တွေဟတ်လို့ရမယ် skin တွေဟတ်လို့ရမယ် off skin တွေအကုန်ဟတ်လို့ရဗျာဟို record တွေလည်းဟတ်လို့ရမယ် emoji တွေလည်းဟတ်လို့ရမယ် Leslie Legion skin ကျွန်တော်ဟတ်ပြတော့မှာဖြစ်ပါဗျာသူက Legion ဆိုတဲ့ style နဲ့ပေါ်တယ်ပြီးတော့အတန်တွေရော scale effect တွေရောအကုန်လုံးလာပဲဖြစ်ပါဗျာကျွန်တော်အခုကျွန်တော် Leslie တွေဝင်လိုက်ပါဝင်ပြီးမှ brother တို့ကြိုက်တဲ့အောက်က Legion skin တစ်ကောင်ကို brother ကြိုက်တဲ့ Legion skin တစ်ကောင်ကိုရွေးလိုက် brother Legion skin နှိပ်ပြီးရတဲ့ခါကျရင်အပေါ်မှာပေါ်ပြီးခါကျရင် download slip ဆိုတာလည်းနှိပ်ပြီး okay လေးနှိပ်လိုက်ဒါတစ်ချက်မရတယ်နောက်တစ်ခေါက်နှစ်ခေါက်ပြန်နှိပ်ရမှာဗျာတစ်ခေါက်နှိပ်ပြီးနောက်တစ်ခေါက်ပြန်နှိပ်ပြီးရင်ရရွာကျွန်တော်တို့ brother တို့အပြင်ကိုချက်ကြည့်လိုက်မယ်ဗျာbrother ပြီးသွားပြီဆိုရင်ကျွန်တော်ထွက်လိုက်မယ်ထွက်ပြီးကျွန်တော် mobile ချက်တွေကိုတစ်ချက်ဝင်လိုက်မယ်ဗျာ brother ဒါကတော့လွယ်လေးပါ brother skin hat တာလွယ်လေးကျွန်တော် down တာလည်းလွယ်လေးကျွန်တော် down နဲ့ down ပြထားပါတယ် down တာတော့ Google Play Store မှာ down လိုက်ရမယ်ဗျာကျွန်တော် ZEMHUV brother လို့ပြောမယ်ဆိုတော့အခုဒီရဲ့ software နဲ့မရဘူးဆိုအကယ်၍မရခဲ့ဘူးဆိုရင်ကျွန်တော် ZEMHUV ဆိုတဲ့လေ software လေးကိုကျွန်တော်ရဲ့ဟိုဒီ account တွေကို YouTube channel တွေကိုတစ်ချက်ဝင်လိုက်ဝင်ပြီးအပန်းမခံရတဲ့ skin hat နေဆိုတော့အောက်မှာရှိရဗျာအဲ့ဒါတခုတင်ထားပေးရဗျာ brother တို့အဲ့ဒါကျတော့ဘယ်လိုပြောရမလဲဆိုရင်တော့မရတော့ down လို့မရတာအဆင်မပြေဖြစ်နေအဲကြောင့် down လို့မရတဲ့ဥစ္စာကိုလည်းကျွန်တော်ပြန်ပြီးရှင်းပြပေးမယ်ဗျာလောဆယ်ကျွန်တော်ဒီ skin ဒါလေးနဲ့ဟတ်လို့ရအောင် brother တို့တုံးလို့ရအောင်အဆင်ပြေအောင်လို့ကျွန်တော်လာပြောပြပြီးတော့ပဲဖြစ်ပါဗျာဟိုမှာတော့ကြည့်ရင်လည်းရရဗျာအဲ့ဒါကျွန်တော် ZEMHUV ဆိုတာ software နာမည်ကြီးအဲ့ဒီနာမည်လေးပဲဖြစ်ပါဗျာတော့ကျွန်တော်ဘယ်လိုပြောပြမလဲဆိုရင်တော့ကျွန်တော် Apple တခုနဲ့တွဲတုံးရပါဘောဒါပေမဲ့အခုတော့တုံးရမလို့ brother တို့ဒီတိုင်းလေးပဲတော့ကျွန်တော် Google မှာ download မရဘူး Chrome မှာ download မှာ Chrome မှာ download ပြီးရင်ကျွန်တော်တခါလေ AC ဟက်လာတတရလေးဆော့လိုက်မယ်ဗျာခု brother တို့ကျွန်တော်တကယ်ပေါ်မှာပေါ့ brother တို့ခေါင်းကြီးတို့ကျွန်တော်လည်းအတူတူတစ်ချက်လိုက်ကြည့်လိုက်အောင်ဗျာတော်တော်လေးမိုက်နေဗျာ brother တို့မတီးလို့ကျွန်တော်ကတော့ record ဟမ်မယ် skin ဟမ်မယ် record ကတော့လို့တဲ့ကျွန်တော်ဒီဘက်က event မှာဒီဟိုဘက်ကဟာတော့မပေါ်ဒီဘက်ကဟာတော့ပေါ်မဟက်ကြီးရတယ်ဒီမှာကျွန်တော် Leslie ရဲ့ Legion skin ဗျာဒီမှာကျွန်တော်ဒါ hero ကိုကျွန်တော်အတုံးပြကြည့်လိုက်မယ်တုံးပြပြီးကျွန်တော် share ကြည့်လိုက်ဗျာ skill ဖက်ဒီဘလောက်ကြီးလာတယ်ဆိုတော့အတန်ကအစဗျာ brother တို့ skill 1နဲ့ skill 2 area အစကိုအကုန်လုံးပြောင်းလာပဲဖြစ်ပါဗျာတော့အပန်းလည်းမခံရအောင်ဗျာကျွန်တော် Leslie ဆို Legion skin ဝင်တောင်းကြီးလေးပေါ်နေမှာပဲဖြစ်ပါဗျာကျွန်တော်တစ်ချက်လိုက်ချသွားတယ် brother တို့တစ်ချက်တော့တီးခံပြီးပါဗျာကျွန်တော်အခုဘယ်လိုဖြစ်သွားလဲဆိုရင်တော့ wifi line ပြုတ်သွားတာဗျာခဏလေးစောင့်ပြီးပါဗျာကျွန်တော်အခုချက်ကွန်ပျူတာမှာတစ်ဆန်းပြတော့မှာဖြစ်ပါဗျာကွန်ပျူတာမှာ brother တို့ blau ဒီ scale pad တွေဘလောက်လာလဲဆိုတော့ခေါင်းကျွန်တော်နဲ့အတူတစ်ချက်လိုက်ကြည့်လိုက်တော့ဗျာအပန်းမခံရပါဘူးဗျာဒါကျွန်တော်တရားခိုင်တော့အာမခံပါတယ်ဗျာကျွန်တော်အပန်းမခံရပါဘူးအပန်းခံရကျွန်တော်လာပြီးမှပြောဗျာကျွန်တော်အပန်းခံရတော့ဖြည့်ပြီးမယ်ဗျာဒါပေမဲ့တရားခိုင်တော့အာမခံတယ်တရားခိုင်တော့အာမခံနေတာအပန်းမခံရဘူးဆိုကျွန်တော်အကောင်းလာပြောပြရတော့ဗျာအစီအချက်ရှိရတာ Legion skin Legion တကယ်အပိုင် hero အပိုင်ဆိုတဲ့အတိုင်းကို brother skin အပိုင်ဆိုတဲ့အတိုင်းကိုပေါ်နေရဖြစ်ပါရဲ့ဗျာဗီဒီယိုလေးကိုလည်း like and subscribe နဲ့နှိပ်ပေးခဲ့ဖို့လည်းတောင်းဆိုနေပါတယ်ဗျာဗီဒီယိုလေးကြရင်တော့ like လေးပေးခဲ့ဖို့ brother တို့ရ brother တို့အပန်းမကြည့်ရင်ကျွန်တော်ကတော့အထောက်အကူတအားပြုလို့ပဲဖြစ်ပါရဲ့ဗျာအခု brother ချက်ချက်တော့ဗျာနောက် gaming ရဲ့ပတ်သက်တာကျွန်တော်တင်ဆက်ပြီးတော့မှဆိုလို့ကျွန်တော်ရဲ့အကောက်ကို YouTube channel ကို like and subscribe နှိပ်ပေးခဲ့ဖို့ဗျာကျွန်တော်တို့ brother တို့ချက်ကြည့်လိုက်တော့ဗျာ skill 1 skill 2 AD ဘယ်လောက်လေးလာလဲဆိုရင်တော့ဒီမှာပါဗျာကျွန်တော်တစ်ချက်နှိပ်ပြမယ်ကျွန်တော်ထူပါလိမ့်နော် Always keep your gun loaded တော့ကြိုက်တဲ့ skin she skin all skin ကြိုက်လို့ခတ်လို့ရတယ်ဗျာချက်ပို့လိုက်ပါတော့ skill 1 skill 2 AD တော့ event တော့ကတော့ကျွန်တော်ဆက် EA မဟတ်ရတော့မပေါ်ဘူးဖြစ်ပါခင်ဗျာဒီဘက်မှာဟိုင်တော့ပေါ်တယ်ဗျာဒါပေမဲ့ကျွန်တော်မဟတ်ပြတော့ဗျာမလားလို့ခုတော့လက် skill ဖက်ဘယ်လောက်လာလဲတော့ကျွန်တော်ရှက်ရှိုးလိုက်ရောဗျာဒါတော့ဒီလောက်ဆိုရင်တော့အမှန်မခံရ skin တီးဗျာဘယ်လောက်တက်လုတ်လိုက်တော့ဗျာဒီ Apple နဲ့မရရင်ကျွန်တော်ဆက် EA AUP ဆို Apple တောက်မှာနှစ်ခုရတစ်ခုတော့တီးကြပါဦးကျင်းလို့ရတယ်လို့ကျွန်တော်ပြောရရပါဗျာ